သို့ချစ်ရပါသောညီမလေးရေတတိယချင်းများစွာနဲ့အကိုစာရေးလိုက်ပါတယ်ပထမဆုံးအနေနဲ့ပျော်ရွှင်ရတဲ့မွေးနေ့လေးတစ်နေ့ဖြစ်ပါစေလို့အကိုဆုမွန်ကောင်းတောင်းပေးပါတယ်ယနေ့ကြာရောက်တဲ့မွေးနေ့မှစပြီးနောင်လာမယ့်မွေးနေ့တိုင်းကိုလည်းကျမ်းမာပျော်ရွှင်စွာနဲ့ညီမလေးချစ်ရတဲ့သူတွေနဲ့တူတူဖြတ်သန်းနိုင်ပါစေဘဝဆိုတဲ့ခီးလန်းကိုလည်းယုံကြည်ရာတွေလုံရင်အောင်မြင်မှုတွေနဲ့အတူအကောင်းဆုံးရှောင်လန်းနိုင်မယ်လို့အကိုယုံကြည်ပါတယ်ညီမလေးရှောင်းမဲ့ဘဝခီးလန်းမှာအကိုအနေနဲ့ညီမလေးနဲ့တူတူလက်တွဲပြီးရှောင်လန်းပေးနိုင်တဲ့အတွက်တော့တောင်းပန်ပါရစေနောက်ထပ်တောင်းပန်ချင်တာကတော့အကိုတို့လမ်းခွဲပြီးတဲ့နောက်မှာအကိုကအရင်ရည်စားထားမိလို့အကိုကညီမလေးအပေါ်မှာသစ္စာမရှိခဲ့ဘူးလို့ခံစားခဲ့ရတယ်။အဆိုးဆုံးကတော့ခင်နဲ့တွဲမိတာပဲ။ညီမလေးကိုမှမငဲ့ကွက်ဖဲညီမလေးတငယ်ချင်းနဲ့တွဲတာညီမလေးရှေ့မှာပဲတွဲသွားတွဲလာလုပ်ခဲ့တာတွေကိုအကိုနောက်မှစဉ်းစားမိပြီးမှားမှန်းသိခဲ့ရတယ်။ညီမလေးဘလောက်ခံစားရမလဲဆိုတာကိုအကိုထက်မတွက်မိခဲ့ဘူး။ညီမလေးနေရခက်နေမှာပါလားနာကျင်နေရမှာပါလားဆိုတာအကိုမတွေးခဲ့မိဘူးနောက်ဆုံးနှစ်မှာမန္တလေးကိုကားနဲ့သွားကြတော့ညီမလေးနဲ့ညီမလေးကိုကြိုက်နေတဲ့တယောက်လားအတူတူတွဲထိုင်လို့အကိုမှဘာမဆိုင်ညာမဆိုင်အနေရခက်တော့မှညီမလေးလည်းဘလောက်နေရခက်ခဲ့မလဲခံစားခဲ့ရမလဲဆိုတာအကိုနားလည်ခဲ့မိတာပါလူတွေဆိုတာကိုယ်တိုင်ခံစားရမှတခြားသူကိုချင်းစားတတ်တယ်ဆိုတာသိမှန်တာပဲအဲ့ဒီအချိန်ကြမှအကိုလည်းညီမလေးကိုချင်းစားမိခဲ့တာပါအဲ့ဒီချိန်ကအကိုကြောင့်ညီမလေးနာကျင်ခံစားခဲ့ရရင်လည်းအကိုအနူးညွတ်တောင်းပန်ပါတယ်အကိုကိုခွင့်လွှတ်ပေးမယ်လို့မျှော်လင့်ပါတယ်ဒီစကားတွေကိုပြောချင်ခဲ့တာကတော့ကြာပါပြီဒါပေမဲ့အရင်ကအကိုမှပြောဖို့အင်အားမရှိခဲ့လို့အခုမှပြောရတာပါညီမလေးကိုသာအခုလိုမတောင်းပန်ခဲ့ရရင်အကိုဘဝရဲ့နောက်ဆုံးချိန်ထိအကိုနှောင်တရနေမိမှာပါအချစ်ဆိုတာကလေပိုင်ဆိုင်ရရင်ပိုင်ဆိုင်ရမယ်ပိုင်ဆိုင်ရချင်မှလည်းပိုင်ဆိုင်ရမယ်ပိုင်ဆိုင်ရမပိုင်ဆိုင်ရချစ်နေရဖို့ကအဓိကပါပဲဘဝမှာချစ်တဲ့သူတွေတိုင်းလည်းမပိုင်ဆိုင်ကြသလိုပိုင်ဆိုင်ထားတဲ့သူတိုင်းလည်းချစ်နေကြတာတော့မဟုတ်ပါဘူးတခါတလေကျအချစ်ကပိုင်ဆိုင်ပြီးချစ်ရတာကမှပိုပြီးပင်ပန်းရသေးတယ်ကိုဘာသာတရားဦးထဲတိတ်လေးချစ်ပေးနေတာကမှပိုပြီးကောင်းနေတတ်တယ်စာရေးဆရာမခင်နှင်းကြည်သာရဲ့ချစ်တဲ့သူကိုတတိရတဲ့အခါစာအုပ်ထဲကလိုချစ်တဲ့သူကိုတတိရတဲ့အခါဘာလုပ်ရမလဲဆိုရင်မေတ္တာပို့ပေးဖို့ပါပဲအကိုလည်းညီမလေးကိုတတိရတဲ့အခါတိုင်းမေတ္တာတွေပို့ပေးနေမှာပါမေတ္တာကကိုယ့်အတွက်လည်းအေးချမ်းတယ်လို့ကိုချစ်ရတဲ့သူလည်းအေးချမ်းနေစေမှာပါ